Hallelujah ဖျားရှင်ကောင်းမြတ်ပါတယ်ဖျားသခင်ရဲ့ပို့ဆောင်ခြင်းတက်ကြောက်ပါပဲအခုဆိုရင်2026ရဲ့နေ့ဝက်ကိုတော့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူတွေတေချာစဉ်းစားဆုံးဖြတ်ရမယ့်အရာတွေရှိပါတယ်အဲ့ဒါကတော့ဖျားသခင်ကကျွန်တော်တို့လက်ထဲကို2026ဆိုတဲ့အချိန်တစ်ခုကိုပေးအပ်ထားခဲ့တာပဲဖြစ်ပါတယ်အဲ့လိုပြောလို့ကျွန်တော်တို့ထိုက်တန်လို့တော့မဟုတ်ပါဘူးအရေးကြီးတာကဘုရားအပ်ပေးထားတဲ့အရာကိုကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြမလဲဆိုတော့ဘုရားစိတ်ဝင်စားအမြဲစောင့်ကြည့်နေတာဖြစ်ပါတယ်2026ခုနှစ်ပထမ6လအတွင်းမှာကျွန်တော်တို့ဘုရားကိုဘယ်လိုတုံ့ပြန်ခဲ့ကြသလဲမိမိကိုယ်ကိုအတိဆုံးပါဆိုတော့နှုတ်ကပတ်တော်ကျမ်းပိုက်တစ်ပိုက်ဖတ်လိုပါတယ်ထာဝရဘုရား၏မျက်စိတော်သည်ခတ်တိန်သောအရ၌ရှိ၍ကောင်းမကောင်းကိုကြည့်ရှုတော်မူ၏လို့တုတ်တန်ကျမ်းမှာရှောလမုန်မင်းကြီးကရေးသားထားတာဖြစ်ပါတယ်ခါတည်းကျွန်တော်တို့လူမမြင်ကွယ်ရာဒါမှမဟုတ်အတင်းတော်လူကြီးတွေမတိအောင်ဒါမှမဟုတ်တင်းအုပ်ဆရာတွေမတိအောင်မကောင်းမှန်းတိတိလျက်နဲ့အပြစ်တွေလုပ်တတ်ကြတာကျွန်တော်တို့ပလင်အောက်ကလူတွေပဲမဟုတ်ပါဘူးပလင်ပေါ်ကလူတွေလည်းတစ်ခါတည်းပါပါတယ်ကျွန်တော်တို့နားလည်ထားဖို့ကဓမ္မကျမ်းစာကလူသားတိုင်းအတွက်ဖြစ်တယ်နိုင်ငံမရွေးဘူးလူမျိုးမရွေးဘူးယာထုမရွေးဘူးကောင်းကင်အောက်မြေကြီးပေါ်မှာရှိတဲ့သူတွေအားလုံးအတွက်ဘုရားပြင်ဆင်ထားတဲ့ဘုရားရဲ့အကြံစီဘုရားရဲ့အတန်တော်ပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်တစ်နှစ်တာလုံးအတွက်အရင်မစဉ်းစားခင်မှာတရက်ချင်းစီဘုရားရဲ့ရှေ့မှာတစ္ဆာရှိတော်သူတွေဖြစ်ဖို့လိုအပ်ပါတယ်ရှင်လုကအခန်းကြီး16အငယ်30မှာပြောထားတယ်ဆိုရင်တော့အနေငယ်သောအမှု၌တစ္ဆာရှိတော်သူသည်ကြီးသောအမှု၌လည်းတစ္ဆာရှိလိမ့်မည်အနေငယ်သောအမှု၌တစ္ဆာမရှိတော်သူသည်ကြီးသောအမှု၌တစ္ဆာမရှိလို့ဖော်ပြထားတာဖြစ်တယ်မိတ်ဆွေကျွန်တော်အသက်ရှင်နေတဲ့တရက်ချင်းစီတိုင်းကိုစိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ဘယ်လိုအသက်ရှင်နေကြလဲဘုရားရဲ့အလိုတော်တိုင်းအသက်ရှင်နေကြလားဒါမှမဟုတ်ကောက်ရိုးမီလို့ပဲခဏတစ်ဖြုတ်တောက်လောင်မှုတွေနဲ့ဘုရားသခင်တန်တိုးဝင်နေကြတုံးလားကျွန်တော်တို့ပြန်လဲတေချာစဉ်းစားဆင်ခြင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒီလောကကြီးမှာအသက်ရှင်နေရတာဟာခေတ္တခဏတာပဲဖြစ်ပါတယ်အဖက်ခန်းကြီးကအငယ်16မှာယခုယနေ့နေ့ရက်ကာလတို့ဒီစိုးရုပ်တော်ကြောင့်ကာလအချိန်ကိုရွေးနှုတ်ကြလောလို့ရေးထားတဲ့အတိုင်းပဲကျွန်တော်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေထဲမှာလိုက်ပြစီးမျောနေဖို့မဟုတ်ပါဘူးဖျားရဲ့အလိုတော်ကိုကျွန်တော်တို့ရွေးချယ်ပြီးတော့အသက်ရှင်ဖို့ဖြစ်ပါတယ်လောကအတဲ့တွေဖြစ်ကြတယ်ကျွန်တော်တို့တွေ2026ခုနှစ်မှာဘုရားသခင်ကဘာဖြစ်စေခြင်းလဲဘာတွေလုပ်စေခြင်းလဲကြံရှိသေးတဲ့2026နှစ်ဝက်အတွက်ဘုရားသခင်တန်စက္ကပ်အနံပြီးတော့ကြိုတင်ပြင်ဆင်ကြဖို့ရန်အတွက်နေငယ်တိုက်တွန်းလိုတာဖြစ်ပါတယ်အားလုံးပုံမှာဘုရားသခင်ကောင်းချီးပေးပါစေ